သနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တော်လာပြီကျော်73ရက်နေ့ညမန္တလေးတိုင်းမရယာမြို့သာသနာသောတာယုံအကြောင်းတိုက်အတွင်းဝင်29ချိန်မြောက်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်မရယာစင်ကူနှမြို့နယ်ရွှေကျင်နိကာယဝိနည်းပါဠဝိနည်းစာတော်ပြန်ပွဲဓမ္မသဘင်အခမ်းအနား၌မရယာမြို့အမှတ်2ဘရင်တော်ရက်တာကိုကျော်သူဝင်းသူရိန်ဝင်းလင်းထက်ဝင်းဒူအောင်ပေါင်းဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဒီကနေ့ညဟောကြားမိတရား၏အမည်မှာလူဖြစ်ကျိုးနတ်ပါစေဒေသနာတော်ဖြစ်ပါတယ်ဒီတရားကိုမဟောကြားမိမနာယူမိရှိခိုးတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကိုအာယုံပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒဂရဏိဥစ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်90အစုလုံးခဲရင်တော်မူလို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလူဖြစ်ကျိုးနတ်ပါစေဘုန်းကြီးတို့တွေလူဘဝရထားကြတယ်အလုံးနဲ့ကြားဘူးကြတယ်မနုဿတ္တဘာဝထုံလဘောလူဘဝဆိုတာရခဲ့တယ်တဲ့ရခဲ့တဲ့လူဘဝကိုအခုရထားကြပြီဘာလုပ်ကြမလဲလူတွေကပြောကြတယ်စီပါဥစ္စာလေးတိုးတက်လို့ကျမ်းမာလို့ခေတ်ချင်းနေကောင်းလို့ပျော်ရွှင်နေထိုင်ကြလို့ရှိရင်လူတွေကလူဖြစ်ကျိုးနှက်လိုက်တာနဲ့ပြောကြတယ်တကယ်လူဖြစ်ကျိုးနှက်တယ်ဆိုတာဘယ်လိုဟာမှလူဖြစ်ကျိုးနှက်တယ်လို့ပြောရမလဲလူဘဝကြီးကရခဲ့တယ်မနုဿတ္တဘာဝတုံလဘောဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းဟာလူဘဝရခဲ့တယ်ဆိုတာကိုကြားဖို့နေကြတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဦးရေကတိုးနေတာများနေတာတိုးနေတာများတော့လူဘဝရခဲ့တယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်ကမ္ဘာလူကြီးကဒီနေ့တန်ပေါင်း900ကျော်သွားပြီတွက်တဲ့လူတွေကလည်းတွက်တယ်ကမ္ဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘယ်လောက်ပဲရှိတယ်တန်ပေါင်း900ကျော်သွားလို့တန်ပေါင်း1000လောက်ရောက်သွားရင်လူတွေဟာငတ်ကုန်လိမ့်မယ်လို့ဒီလိုတွက်တဲ့လူတွေကလည်းတွက်တယ်တွက်ပြီးတဲ့အခါကျတွက်ရုံနဲ့မကဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ်သာသမီလျှော့ပြီးတော့ယူကြတယ်တစ်ယောက်ပဲယူမယ်နှစ်ယောက်ပဲယူမယ်ဆိုအဲ့ဒီသဘောကဘာကိုပြောနေတာတော့ဆိုရင်ကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ထားတာနဲ့မတူဘူးလားဆိုးလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာခြင်းတဲ့လူတောင်မှမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်မနေဘူးလားလာခြင်းတဲ့လူတွေလာပါစေလူဘဝဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာကဟောတယ်လူဘဝဆိုတာအလွန်ရခဲ့တယ်ဆိုတာမှန်တယ်ဘလောက်ပဲလူကြီးတိုးတိုးတိရစ္ဆာန်ဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရတော့မကွာခြားဘူးလားကွာခြားပါတယ်ကွာခြားတယ်ကိုယ့်အိမ်မှာရှိတဲ့တိရစ္ဆာန်ကလေးတွေနဲ့ဆိုပါစို့ကောင်းသေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်းမှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်းမှာရှိတဲ့
ဝက်စိတ်အကောင်ဥယျာဉ်ဒီဒါတွင်းနဲ့ပြောတာနော်ကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပေဘူးလားအေးပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတယ်ဆိုတာခဏလေးအလဲရောက်တယ်လို့ပဲနော်ခဏလေးလာတာဒါကြောင့်မို့လို့စတ္တရောအပါယတကဂေဟတရိတာတဲ့ရှေ့ကစကားလုံးလေးတစ်ခုထည့်တယ်ပမတ္တတသနာမစတ္တရောအပါယတကဂေဟတရိတာကုသိုလ်ကောင်းမှုမှာမိမိလျောက်ရောက်နေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးပုံဟာကိုယ်အိမ်နဲ့အလားတန်တူတယ်ကိုယ်အိမ်ဆိုတာဘယ်နေရာပဲသွားလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမဟုတ်လားမှန်ပါဗျာအေးမြတ်စွာဘုရားကထို့သုတ်တန်တွေမှာဟောထားတဲ့ထဲမှာလည်းပဲရှိတယ်လူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်နည်းပါတယ်တဲ့လူဘဝကတည်ပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုဂ္ဂိုလ်လည်းအမတန်နည်းပါတယ်တဲ့များတာကတော့လူဘဝကတည်ပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့ကဲအပယ်လေးပုံဆိုတာတန်ပေါင်း1000ကျော်ရှိတဲ့လူတွေတတ်လွတ်စားတဲ့လူတွေအသာထားတနေ့တန်ပေါင်းမြောင်များစွာတတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့အဲ့တော့တရိစ္ဆာန်ဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိစ္ဆာန်အမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လယ်ထဲကရေတတ္တဝါပဲကြည့်လိုက်အောင်အများကြီးတရိစ္ဆာန်တွေဆိုလူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တစ်ခုတည်းပါတယ်9 ပြူးမွေးတာရှိ9 ဘွားဒါအများဆုံးပဲဖြစ်မယ်နော်လူတွေမြင်ကြတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကဘူးထိတဲ့ပို့တယ်ငါးတွေဆိုကြည့်လိုက်မယ်ဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပေါင်းအမြောက်များစွာအဲ့တော့ဒါတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်မနုဿတ္တဘာဝဒုံလဘောဆိုတာမဟုတ်ပေဘူးလားမှန်ပါဟုတ်ပါလေနော်1000မှတယောက်လူဖြစ်ဖို့ခဲရင်ပါတယ်1000မှတယောက်လူဖြစ်ဖို့ခဲရင်လေဒါလောက်ခဲရင်တဲ့လူကုန်လူဝါကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာချင်လို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်မှန်ပါအေးမလာရဘူးဆိုပြီးတော့တားနေကြတယ်အဲ့ဒါလို့အတားခံရတဲ့ပုဂ္ဂိုလ်တွေကလည်းအတိတ်ဘဝကပါဏာတိပါဒကံကြီးထွားတဲ့ပုဂ္ဂိုလ်တွေပါဏာတိပါဒကံလုပ်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့လူဘဝလာခြင်းလို့ခေါင်းပြူလာတာတော့မလာနဲ့ဆိုပြီးတော့အတားခံရတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲ abortion လုပ်တယ်လို့ခေါ်တယ်ဥပဒေနဲ့ခွင့်ပြုထား abortion လုပ်တယ်ဆိုအေးလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လုပ်ရက်တစ်ခုကတော့မှားရနေပေါ့ကဲဘုန်းကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတန်မှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းကဒေါက်တာဝါပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ်ဗုဒ္ဓမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ်အဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှာရေးထားတာလူဘဝဟာအမှန်တရားရခဲ့တယ်ဆိုတာရေးထားတယ်ဗမာမာတွေပြောကြတယ်ဗြဟ္မပြေကအတ္တစင်းလူပြေကအတ္တစင်းလူပြေကအတ္တစင်းထောင်ထားဗြဟ္မပြေကအတ္တစင်းချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းထိလိုက်ပဲလူပြေရောက်ဖို့ရအမတန်ခဲရင်တယ်လို့ခဲရင်တာတခုပြောပြခဲရင်တယ်ဆိုတာဖြစ်ကိုမဖြစ်နိုင်ဘူးလို့ဆိုနော်ရသော်ဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပေလေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်တဲ့အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကမ်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျက်စားတယ်အနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်အနှစ်တရာလုံးပင်လယ်ရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့ပင်လယ်ရေထဲမှာပဲရေနယ်ပိုင်းထဲမှာပဲသူကလှည့်လှည့်ကျက်စားပြီးတော့နေတဲ့လိတ်ကြီးအဲ့ဒီလိတ်ကြီးကမျက်စိနှစ်ကွင်းအလင်းမရလို့ကန်းနေတဲ့လိတ်မို့လိတ်ကန်းတဲ့ဟုတ်ကဲ့အဲ့ဒီပင်လယ်ပြင်ထဲမှာထံပိုးတုံးကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ်အဲ့ဒီပင်လယ်ဆိုတာကအမြဲတမ်းလှုပ်ရှားနေတာငြိမ့်နေတာမဟုတ်ဘူးမရရလူတွေတော့ပင်လယ်မြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်ဟိုရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လယ်မြင်ဘူးတယ်ပင်လယ်ဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာအဲ့ဒီထံပိုးတုံးကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံပိုးတုံးကြီးကအပေါက်တစ်ပေါက်ထဲပါတယ်လက်ကမ်းကြီးကလည်းသွားချင်ရသွားအနှစ်တရာကြာတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောချင်ရမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထကုန်းတုံးကြီးအပေါက်နဲ့သွားစွတ်မိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဖြစ်နိုင်ပါအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပေလေးပုံရောက်သွားတဲ့တတ္တဝါတယောက်လူပြည်ပြန်ရောက်ဖို့ဆိုတာခဲနေ
ဘာကြောင့်လဲဆိုစဉ်းစားကြည့်ပေါ့ကိုမျက်စိအောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနိစ္စဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေးကလေးတွေကြည့်ပေါ့နေ့စဉ်နဲ့အမျှသူတို့ဘာတွေတွေးနေကြလဲဘာတွေလုပ်နေကြလဲကြည့်နော်အစာဝရင်အိပ်ပဲအစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ချင်းပဲကြိုက်မယ်ရံဖြစ်မယ်ဟုတ်ကဲ့အစာဝရင်အိပ်ပဲဒါပဲမဟုတ်လားပရိစိတ်တဲ့အချိန်ရှိရလားမရှိပါဘူးဘုရားရှိခိုးတဲ့အချိန်ရှိရလားမရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တစ်ကောင်နဲ့တစ်ကောင်မျှစားကြတာမဟုတ်ဘူးကိုယ်စက်တဲ့ရောက်လာတယ်မလားနဲ့ကြောင်လေးတွေဆိုအစာလေးတစ်ခုကြွက်ကလေးတစ်ကောင်ပါစက်တဲ့ရောက်လာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လာရင်တိုက်ခိုက်မှာပဲသူကဟုတ်ကဲ့အဲ့တော့သူတို့ရဲ့စိတ်တွေသဘောထားလေးတွေကြည့်လိုက်ပဲဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ရှယ်ယာမလုပ်နိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိန်းနေတာကဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံးနေတာကဒေါသကျန်တဲ့အချိန်လေးမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒါတွေပဲလွှမ်းနေတာပဲသူတို့စိတ်ကကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှသူတို့မှအလွန်ရှားတယ်နော်ဒါတိရစ္ဆာန်ပုံကိုမြင်ရတဲ့တိရစ္ဆာန်ဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုတာအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တိရစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုဗ္ဗလခါရိကဘုဒ္ဓအနေနဲ့ Discovery Channel မှာရှိတဲ့ Safari ဆိုတဲ့အာဖရိကတောရိုင်းကတိရစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရစရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတိရစ္ဆာန်ဘဝကိုစကားလုံးလေးနှလုံးနဲ့ဟောတာအညမညခါရိကတဲ့တကောင်တကောင်တတ်စားတဲ့ဘဝဒုဗ္ဗလခါရိကအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတာတကယ်ဟုတ်တာတကယ်ဟုတ်တယ်အဲ့ဒီလိုတတ္တဝါတွေဟာတကောင်တကောင်တတ်စားတဲ့အားရှိတဲ့ကောင်ကအားနည်းတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့တတ်စားတယ်ကြည်တိရစ္ဆာန်လေးတွေဆိုလို့ရှိရင်သမင်လေးတွေကျွဲလေးတွေကြားပါစက်ရှင်စိတ်ပါစက်မှာသူတို့အသက်ပြောက်သွားတယ်ဘုန်းကြီးတို့ဒီကနေ့ညနေတည်းပဲစကိုင်းကနေမရယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်ကြက်တွေဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကြက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်တယ်ကဲသူတို့ဘဝစဉ်းစားကြည့်စမ်းအဲ့တော့ဒါတိရစ္ဆာန်ဘဝရဲ့ဒုက္ခလေးတစ်ခုတည်းပဲအမတန်ကြီးမားတယ်တဲ့တော်တော်ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တိရစ္ဆာန်တွေကအဲ့ဒီလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘယ်လောက်စိတ်ဆင်းရဲပြီးတော့ဘယ်လောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်သေတော့ဒီစိတ်နဲ့သေရပါဆိုပြန်လာလို့ရပါမလားအေးရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့သေရင်ပြိတ္တာဖြစ်တယ်ဒါလူတွေကိုပြောတာနော်လောဘလွှမ်းနေတဲ့အချိန်သေလို့ရှိရင်ပြိတ္တာဖြစ်တယ်တဲ့ဒေါသလွှမ်းမိုးနေတဲ့အချိန်သေလို့ရှိရင်ငရဲချတယ်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အချိန်သေလိုက်လို့ရှိရင်တိရစ္ဆာန်ဖြစ်တယ်ဒါရေပုံရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသေလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းမှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်ပေါ့နော်အေးလူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတိရစ္ဆာန်ဘဝတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝကဆင်းရဲဒုက္ခတွေအများကြီးသက်သာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်လူဘဝတွေမနုဿတ္တဘာဝတုံးလို့ပေါ့အလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ့်ဘဝလေးကိုတန်ဖိုးထပ်တတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မယ်ဒေါသနဲ့အချိန်ကုန်မယ်ဘာမှလုတ်တဲ့မလုတ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့စရာအာယုန်နဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်မယ်ဆိုလို့ရှိရင်ခုနကတိရစ္ဆာန်ဘဝနဲ့ဘာမှသိပြီးကြွားချမှာမဟုတ်တော့ဘူးเนาะဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ကျိုးနတ်ပါစေတဲ့လူဘဝလူဖြစ်ကျိုးနတ်ဖို့အမှန်တမ်းအရေးကြီးတယ်ကဲလူဘဝရလာတယ်ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတာယုပ္ပန်လေးတော်မှာဟောထားတာရှိတယ်အိန္ဒကလို့အမည်ရတဲ့ဘလူကြီးတစ်ကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆတတ္တဝါဆိုတာဘယ်လိုဖြစ်လာတယ်လဲလူဆိုတာဘယ်လိုဖြစ်လာတယ်လဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားကသာဝရခိုင်မြဲတဲ့ဝိညာဉ်ခေါင်းဆိုတာမရှိဘူးအတိတ်ဘဝကသုတေစိတ်ကျသွားတာနဲ့တပြိုင်နက်ကံကြောင့်မို့လို့ပရိသေစိတ်ပေါ်လာတာပရိသေစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိဏ္ဍေအတူတကွဖြစ်လာတဲ့အခြေခံရုပ်နဲ့အခြေခံတန်ကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ရသော်ဗျာကအဲ့ဒီတုတ်တံမှာပထမံကလလဟောတိကလလဟောတိအဘုဒ္ဓဆိုအားလုံးကြားဘူးတယ်ကလလရေကြီးဆိုတာမိခင်ဝမ်းနဲ့မှာနော်ဒါလူသားတွေရဲ့ရေပုံရကိုပြောတာမိခင်ဝမ်းကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှာတရေတည်လာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တိဆောက်ထားတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားစပန်လို့ဥပန်းလို့ခေါ်တယ်မိဘနှစ်ပါးရဲ့တုတ်သွေးနဲ့ပေါက်ဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလရေကြီးဖြစ်
လူရဲ့တရေတီးရဆိုတော့မျိုးစိတ်လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းစပ်ထားတဲ့အပေါ်မှာပေါက်လို့ရတယ်အေးဘဝတန်တရားမှာလည်းကျင်ပြီးနေကြတဲ့တ attva တွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ sperm ဆိုတာရဲ့ ovum ဆိုတာရဲ့နှစ်ခုပေါင်းလိုက်ခုခေတ်သိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှိရင် sperm လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိတ attva ပုံစံမျိုးပြောတယ်ပေါ့ပြည့်ပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထက်ကတစ်ကောင်တစ်ကောင်ပဲအသက်ရှင်တယ်လို့ပြောဒီသူတို့ကတော့ပိုးလို့ပြောတယ်ပေါ့နော်ဖခင်ရဲ့တုပ်ပိုးလေးတွေကတတိတရားမဲ့အချိန်ကိုသူတို့အလှရဲ့အဲ့ဒီထဲမှာပြေးဝင်ကြတယ်အဲ့တော့ဘုရားမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလို့မဟုတ်ဘူးမိဘရဲ့ span နဲ့ ovum နှစ်ခုတွဲသွားတာလေးကဒါမြေသဘောလေးဖြစ်လာတယ်အဲ့ဒီပုံမှာအတိတ်ဘဝကသုတိစိတ်ကြလာလို့ကံပြစ်ချတဲ့ခန္ဓာပါလို့ခေါ်ရပေါ့လေတရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲလို့ဆိုရင်ခုဘဝကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်ပဲဒီဘဝမှာသုတိစိတ်ကြဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်ပေါင်းများစွာသောတ attva တွေသိနေတာအဲ့တော့ဗာတဲ့ဥပမာတူလို့ဆိုလို့ရှိရင်ကောင်းကင်ကမိုးပေါက်တွေကျနေတယ်လို့ပဲသိနေတဲ့တ attva တွေကဖြစ်ဖို့ရအစင်းနဲ့ဖြစ်နေကြတယ်နော်သိလိုက်တာနဲ့တပြိုင်နက်တောက်လျှောက်ဖြစ်မှာဝိညာဉ်စိတ်ကလေးတွေနေတဲ့ဒါမြန်မှကြီးလားလို့မအောင်မေးနဲ့ရန်ကုန်ကနေပြီးတော့ television လွှင့်တာဗရယာကနေဖိုင်ချက်ချင်းရတယ်ပေါ့လားအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလားဘယ်ဘဝကသေးကံရဲ့စွမ်းအားကြောင့်ခုနကပြောတဲ့ကလလဆိုတဲ့အထဲမှာလာပြီးတော့တတိခကြမှာပဲအကုန်လုံးလူမှုတူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအခြေအနေလေးကစအဲ့ဒီမှာ medical science ဆိုလို့ရှိရင်တန်ပေါင်းများစွာသောတုပ်ပိုးတွေကထဲကတစ်ကောင်ပဲအောင်နေကြတဲ့ကောင်လေးတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကဘုန်းကြီးကိုရှောက်ဖို့တယ်လူ့ဘဝရခဲ့တယ်ဆိုတော့သူလက်ခံပါတယ်တဲ့ဘာဖြစ်လို့လဲဆိုရင်သူကဒါလေးတွေကိုတတ္တဝါလို့ယူဆပြီးတော့သူတို့စေပညာအယူဆရပါဘူးတတ္တဝါတွေတဲ့အဲ့ဒီမှာဒီတုပ်ပိုးလေးတွေအများကြီးတဲ့တစ်ကောင်ပဲဒီလူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်တည်သွားတယ်ပေါ့ဒါကြောင့်မလို့သူကလူ့ဘဝရခဲ့တယ်ဆိုတော့သူကလက်ခံပါတယ်လို့တစ်ခါပြောဖို့တယ်အဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့ထဲမှာတတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့စာထဲမှာမပါဘူးပေါ့နော်သို့တော့တတိခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်ကြည့်လေမိုးပေါက်ကလေးတွေကကြာလာတာသူကြာချင်တဲ့နေရာမှာကြာမှာတချို့မိုးပေါက်ကတုတ်ပေါ်ကြာတယ်တချို့မိုးပေါက်ကတက်ကယ်ပေါ်ကြာတယ်တချို့မိုးပေါက်ကတစ်ပင်ပေါ်ကြာတယ်တချို့မိုးပေါက်ကမြေကြီးပေါ်ကြာတယ်ဟုတ်လားတန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြာတယ်လို့ပဲတေတဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်တတ္တဝါတွေကံရဲ့စွမ်းအားကြောင့်ကြာချင်တဲ့နေရာကြာတယ်အဲ့ဒီလိုကြာလာတဲ့အခါမှာကလလဆိုရအောင်မြင်ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေးချီဒုတိယရက်တစ်ပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတယ်တတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီငရုတ်သီးကိုထောင်းပြီးအေးဖြောအဲ့ဒီအေးဖြောပြီးတော့ဒီလိမ်မလေးပေါ်မှာထားပြီးနေပူလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးအကလေးဖြစ်လာတယ်သားထစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်လာတတိယပတ်ကျတော့အဲ့ဒါကိုမြတ်စွာဘုရားကပထမကလလဟောတိပထမမှာကလလတဲ့ကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သားထစ်အဖြစ်ပြောင်းလာတယ်အဘုဒ္ဓဇာတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံးခဲလေးဖြစ်လာတယ်ဒါလူဘဝမှာဒီလိုစတာအင်မတန်မှရခဲ့တဲ့လူဘဝတစ်ခုဟာအောင်မြင်မိဘဝမ်းကထွက်ဖို့ဆိုတာကိုတော်တော်ခဲရင်နေနော်အဲ့ဒါလို့ကဏလို့ဆိုတဲ့အတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတ္တတ၄ဘတ်ဖြစ်သွားတယ်အဲ့ဒီကဏကနေပြီးဘာဖြစ်လာတော့ဆိုဘူးလေး၅ခုထွက်လာအဲ့ဒါကိုခဏပတ္တခအဖုလေး၅ခုတစ်ဖုကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖုကလက်ကျန်တဲ့နှစ်ဖုကခြေထောက်နှစ်ဖက်ပေါ့အားလုံးဖုလေး၅ခုအရင်ထွက်လာတယ်အဲ့ဒီနောက်မှာလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ကလလဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အသိဉာဏ်ထက်မြက်တဲ့လူသားတစ်ယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿစိတ်ဒါအဘိဓမ္မာသင်ပိုးတဲ့လူတော့အဲ့ဒီလိုပြောရင်နားလည်တယ်ပထမမဟာဝိပဿစိတ်သောမနတညာဏတံပယုပထမမဟာဝိပဿစိတ်အသင်္ခါရိကပထမမဟာဝိပဿစိတ်ဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အသိဉာဏ်ဆိုတဲ့ဒီစဉ်းစားဉာဏ်လေးအခြေခံလေးပါတယ်ထက်မြက်မှုဆိုတဲ့အနေအထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့ဘာဟောလို့ဆိုသင်္ခါရပစ္စယဝိညာဏလို့ခေါ်တယ်မြတ်စွာဘုရားနော်အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခေါဏကလလလို့ဆိုတဲ့နေရာမှာ
ဘာလာပေါ်လာလဲဆိုရင်ခုနပြောတဲ့တတိ၃မျိုးစွမ်းရည်၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်ဝမ်းသာတဲ့အနေအထားရှိတဲ့ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ချက်မြတ်မှုလေးပါမယ်အဲ့ဒီ၃ခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တပြိုင်နက်ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေပါလာတယ်တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာပါနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသတိစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ရုပ်တရားလေးကခုနကကလလရေကြီးလို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာလို့ဆိုလို့ရှိရင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ရုပ်မျိုးစိတ်ပါလာတယ်ဟရိယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးဟရိယရုပ်ဖြစ်ပေါ်ဖို့ရအနေထားတစ်ခုပါလာတယ်နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရအတွက်မျိုးစိတ်လေးတွေပါလာတယ်အားလုံးပေါင်းလိုက်တဲ့အခါကျရုပ်၃မျိုးကလပ်အားဖြင့်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုတိတ်ကကံကထုတ်လုပ်တာအဲ့ဒီရုပ်၃မျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးရုပ်တစ်ခုတစ်ခုဟာ10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခုဘာနဲ့အလားတရတူတော့ဆိုလို့ရှိရင်မျိုးစိတ်လေးတစ်ခုကြည့်ပေါ့ဟုတ်ကဲ့လားမျိုးစိတ်လေးတစ်ခုကြည့်တရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်ပဲစီထဲမှာခွဲကြည့်ရင်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲဟုတ်ကဲ့သို့တော့အဲ့ဒီထဲမှာတတ္တိလေးတွေရှိတယ်ဘာတတ္တိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်ထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ကြည့်လိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်လေးတက်လာလိမ့်မယ်ဟုတ်တယ်မလားအေးအဲ့ဒါလိုပဲကလလရေကြီးထဲမှာခုနသတိစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေဆိုဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ရုပ်30ကတတ္တိအနေနဲ့ဒီမှာပါလာမျိုးစိတ်ထဲမှာတတ္တိလေးတွေရှိလာတယ်လို့လူဘဝမျိုးစိတ်လေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလရေကြီးဆိုတာအဲ့ဒါပြောတာမိခင်ကနဲ့မှာနော်မိဘရဲ့သုတ်သွေးပေါ်မှာအမိပြုတ်ပြီးတော့ဒီသဘောတရားလေးတီးလာတယ်အဲ့ဒီသဘောတရားလေးကဘာဖြစ်တော့ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးဆိုတာတကယ်အဆက်အပေါက်ကလေးကျန်ကန်ထဲမှာဆိုဘယ်တော့ကြောင်ပြောလို့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျဉ်100လောက်ခါလို့အဲ့ဒီအဖျားလေးမှာတီးပြီးတော့ကျန်တဲ့စီပေါင်းလောက်လို့အဲ့လိုတော့ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂတိမျက်စိနဲ့မမြင်ရဘူးmicroscope နဲ့မှမြင်ရမယ်ဒါပေမဲ့ microscopic လို့ပြောတယ်အဲ့ဒီဟာက microscope ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြည့်မှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်အဲ့ဒီကနေလူဘဝစလိုက်တာနော်တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတယ်အမြုပ်ကနေပြီးတော့သားလေးလေးလူဖြစ်လာတယ်အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတယ်ခက်မှ9ပြားပေါက်လာတယ်ပြီးတဲ့အခါကျတော့လူခန္ဓာကိုယ်ပြီးပြီးသားသားလေးပေါ်လာတယ်တဲ့ပထမရှိပိုင်းကိုတော့ embryology လို့ခေါ်တယ် embryo လို့ခေါ်တယ် embryology မှာပါတဲ့ embryo တရေသားအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံတရံလေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်တယ်ဒီလိုလူဘဝဟာဒီလိုခဲခဲရင်းရင်းနဲ့နောက်ဆုံးကြတော့6 လလွယ်10 လပွား6 လ10 လ3 8 လရောက်လာတဲ့အခါကျတော့လူဘဝကိုရောက်လာကြတယ်ပေါ့ဟုတ်ကဲ့အဲ့ဒီလိုရောက်လာတဲ့လူဘဝသည်ဖြစ်စဉ်ကိုကြည့်အောင်မယ်မနုဿတ္တဘာဝတော်တော်မဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တယ်မဟုတ်ဘူးဒီကြားထဲမှာတည်သွားနိုင်သေးတယ်တည်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ကလလရေကြီးအဆင့်သားမှာတင်တည်သွားတဲ့တတ္တဝါတွေအများကြီးရှိဟောတားတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှာလည်းတည်သွားနိုင်သေးတယ်နော်တက်တူတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီအဆင့်မှာတည်တဲ့တတ္တဝါတွေအများကြီးပဲအဲ့တော့ဘုန်းကြီးတို့တွေကလူဖြစ်လာတယ်ဆိုတော့အဆင့်ပေါင်းများစွာအခက်အခဲများစွာကြော်လွှားပြီးတော့လူဘဝရောက်လာကြပြီတဲ့အဲ့ဒီရောက်လာတဲ့လူဘဝကိုဖြစ်ရကျိုးနတ်အောင်ဘယ်လိုလုပ်လူဘဝလူဖြစ်ကျိုးနတ်အောင်ဘယ်လိုလုပ်လဲနေ့စဉ်နဲ့အမျှကောင်းကောင်းအာယုန်တွေကိုပြောပါနေတာဒါရိုးရတရိစ္ဆာန်တွေလည်းပဲလောဘရှိတာပဲပြောတာပဲဟုတ်ကဲ့လားတရိစ္ဆာန်တွေလည်းမုန်းစရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တာပဲရံဖြစ်ကြတယ်ကဲလူတွေလည်းပဲလောဘနဲ့နေမယ်ဒေါသနဲ့နေမယ်ဘာမှမသိဘူးမောဟနဲ့နေမယ်ဆိုလို့ရှိရင်စိတ်နေသဘောထားသည်တရိစ္ဆာန်အဆင့်နဲ့တူးမနေဘူးလားအဲ့ဒါဆိုလို့ရှိရင်ခက်ခဲချင်းရလာတဲ့လူဘဝလူဖြစ်ကျိုးနှပ်ပါမလားအေးဒါကြောင့်မလို့လူဖြစ်ကျိုးနှပ်ဖို့ကိုယ့်ဘဝကိုစဉ်းစားအောင်ဒီတိုင်းအမှတ်တမဲ့မနေရဘူးကိုယ့်ဘဝကိုစဉ်းစားရမယ်လူဖြစ်ကျိုးနှပ်အောင်နေရအဲ့တော့လူဖြစ်ကျိုးနှပ်အောင်နေဖို့ဆိုတာဘာတွေလုပ်ဖို့လိုလဲဘယ်လိုလုပ်ပြီးလူဖြစ်ကျိုးနှပ်ရမလဲအရေးကြီးဆုံးကဘာလုပ်ရအောင်လဲနံပါတ်1ကလူဖြစ်လာပြီဆိုလို့ရှိရင်အရေးကြီးဆုံးခံယူချက်ကဘာလို့ဆိုရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုရင်မှန်ကန်တဲ့အမြင်ရအောင်လုပ်အောင်မရသေးရင်ရအောင်လုပ်အောင်ဟုတ်တယ်
မရသေးဘူးဆိုလို့ရှိရင်ကမ္မတက္ကတာတမာဒိဋ္ဌိဆိုတာဘာပြောတာလဲဆိုရင်ကိုလောက်တာကိုနဲ့ဆိုင်တယ်ဆိုတဲ့ခံယူချက်မြတ်စွာဘုရားကဟောတာလေယံကမ္မံကရိတံတိကလျာဏဝပါဝကံဝတတ္တကမ္မတဒါယတာကောင်းတာလို့ဆိုးတာလို့ဘာလို့ကိုပဲဆိုင်ကိုပဲမွေခံမယ်အဲ့ဒီခံယူချက်ထားတာကိုကမ္မတက္ကတာတမာဒိဋ္ဌိအဲ့ဒီအမြင်ရှိရမယ်တဲ့အမှန်ကန်တဲ့အမြင်အဲ့ဒီအမြင်မရှိရင်လူတော်လူကောင်းမဖြစ်နိုင်လူတော်လူကောင်းမဖြစ်တော့ဘူးဒါကြောင့်မလို့နံပါတ်1လူရလို့ဖြစ်လာလို့ရှိရင်ကမ္မတက္ကတာတမာဒိဋ္ဌိဆိုတဲ့ကိုလှုပ်တာကိုနဲ့ဆိုင်တယ်ကိုလှုပ်တာကိုနဲ့ဆိုင်တယ်ဆိုတဲ့အတွေးခေါ်ရှိတဲ့လူတယောက်ဒီအေးမကောင်းတာလုပ်ရင်ငါမကောင်းတာဖြစ်လိမ့်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လိမ့်မယ်လို့သူခံယူထားတယ်ခံယူထားတဲ့အတွက်ကြောင့်သူကောင်းတာလုပ်ဖို့ပဲကြိုးစားလိမ့်မယ်မကောင်းတာလုပ်ဖို့မကြိုးစားဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းဟာကောင်းတာပဲရချင်တာပေါ့ဒါကြောင့်မလို့မကောင်းတဲ့အမွေတွေကိုတော့မခံနိုင်ဘူးကောင်းတဲ့အမွေရအောင်လို့ဆိုပြီးကောင်းအောင်နေလိမ့်မယ်ဒါကိုစဉ်းစားဖို့လိုအပ်တယ်ဒီဘဝတည်းမဲ့ကြည့်လူတိုင်းဟာကံရဲ့ပုံရိပ်အမှတ်တစိတ်တွေပေါ်နေတယ်အမှတ်တမဲ့မနေနဲ့ကံရဲ့ပုံရိပ်အမှတ်တစိတ်တွေလူတိုင်းမှာရှိတယ်ကြည့်လေကံရဲ့ပုံရိပ်တွေဘယ်လိုပေါ်တော့လို့ဆိုလို့ရှိရင်ဒါအမေကမွေးလို့အမေနဲ့တူတယ်အဖေနဲ့တူတယ်ဆိုတာနည်းနည်းပဲတူလို့ရတယ်အကုန်တူလို့မရဘူးနော်ကျန်တာကံကနေဆုံးဖြတ်ပေးသွားတယ်တချို့ကြတော့ယုံလာတယ်တဲ့တချို့ကြတော့ယုံမလာဘူးတဲ့ဒါကံရဲ့ပုံရိပ်အမှတ်တစိတ်ပဲယုံလာတာဘာဖြစ်လို့ယုံမလာတာဘာဖြစ်လို့ဘယ်သူလောက်တာမဟုတ်ကိုလောက်တဲ့အမွေကိုရတာမွေရတယ်ဆိုအဲ့ဒါပြောတာဒီဘဝမှာဒါတတိပဋ္ဌာန်ရင်နောက်ဘဝလည်းဒီအမွေဆက်ခံအောင်မှာအေးအတိတ်ဘဝမှာစိတ်ခဏဆိုးတဲ့လူတွေဟာရုပ်ဆိုးကြီးတာဖြစ်တယ်ဒေါသကြီးတဲ့နောက်ဘဝသာထားလေဒီဘဝပဲကဲစိတ်ဆိုးနေတဲ့ချိန်ကိုမှန်နဲ့ကြည့်စမ်းမှာဘယ်လောက်ရုပ်ဆိုးမလို့ဟုတ်ကဲ့လားစိတ်ဆိုးတာကိုလှတယ်လို့မြင်ရတဲ့ယုံများရှိလားဘယ်လောက်လှတဲ့လူဖြစ်ဖြစ်စိတ်ဆိုးရင်ရုပ်ဆိုးသွားမှာပဲဟုတ်ကဲ့အဲ့တော့ဒေါသရဲ့အကျိုးဆက်ဆိုတာအကောင်းမထွက်လာဘူးပေါ့ဒီဘဝတွေမှာအကောင်းမထွက်ဘူးနော်ငရေကြည့်လားမကြည့်လားမေးမနေနဲ့ဒီဘဝတွေမှာအယုတ်ဆိုးသွားပြီဒီဘဝတွေမှာမျက်နှာကြောကြီးတင်းတယ်မျက်မှောင်ကြီးကုတ်တယ်နှုတ်ခမ်းကြီးဆူတယ်နောက်ဘဝလည်းအဲ့ဒါမျိုးကြီးပဲဖြစ်လာအဲ့ဒါဘာတော့ကိုလုတ်တဲ့ခံရဲ့ပုံရိပ်တွေပေါ်နေတာတဲ့အေးဒီဘဝကျတော့တချို့ကျတော့မျက်နှာကကြီးလင်းပြုံးရွှင်နဲ့ကြည်လင်တဲ့မျက်နှာရှိတယ်ပြုံးရွှင်တဲ့မျက်နှာရှိတယ်မျက်နှာကချိုးသားတယ်ဆိုတဲ့လူတွေရောမရှိဘူးလားဟိုဘဝတုန်းကလည်းသူကစိတ်ကချိုးသားနဲ့နေခဲ့တဲ့ပုဂ္ဂိုလ်ဒေါသသိမ့်မကြီးတဲ့ပုဂ္ဂိုလ်အမြဲတမ်းပြုံးရွှင်နေလို့ရတယ်နေခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီကုသိုလ်ရဲ့ပုံရိပ်တွေဒီမှာလားထင်တယ်လို့ပြောတာထို့တူပဲဘဝတုန်းကနှမျောလို့မလူဘူးတဲ့ကိုရှိတယ်ကိုတယောက်တည်းတောင်းတယ်ဘယ်သူမှမပေးဘူးမကမ်းဘူးအဲ့ဒါလို့စိတ်ကုပ်ပြီးနေလာတဲ့ပုဂ္ဂိုလ်ဒီဘဝကြမှာတော့ဆိုတဲပုံနဲ့လာပြီးတော့ဖြစ်တယ်ပေါ့ဟိုဘဝတုန်းကရဲရောတန်းလှူလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာချမ်းသာတယ်ဟုတ်ကဲ့လားအေးတချို့ကလည်းပြောလိုက်မယ်သူစီးပွားကြိုးစားရှာလို့ချမ်းသာတယ်ကြိုးစားရှာတယ်ဆိုတာအထောက်အကူတစ်ခုပဲကံမပိုင်ဘာမှလုပ်လို့မရဘူးကံမပါလို့ရှိရင်တစ်ပင်တိုက်တော့မသိဘူးနော်ဟုတ်ကဲ့ဥယျာဉ်ပြိုင်ပြီးတော့စိုက်တာတော့မှတချို့ဥယျာဉ်ကြတချို့လူရဲ့ဥယျာဉ်ကတအားသိပြီးတချို့လူရဲ့ဥယျာဉ်ကအသိမလိုက်ဘူးအဲ့ဒါဘာလို့ခေါ်လို့ဆိုကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်ကံကောင်းလာတဲ့ပုဂ္ဂိုလ်ကသူကောင်းတဲ့ကံတွေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့သူ့ဥယျာဉ်ထဲမှာရှိတဲ့ယာတိဥရုတွေတစ်ပင်တွေရဲ့အကြိုက်ယာတိဥရုဖြစ်လာတယ်အဲ့ဒါကြောင့်မလို့သူကံရဲ့အစွမ်းကြောင့်ယာတိဥရုတွေပြောင်းလဲသွားတယ်ပြောင်းလဲလာတဲ့ယာတိဥရုကြောင့်တစ်ပင်တွေကပိုတည်တယ်ဒီလိုဖြစ်တာဟိုလူတယောက်ကြတော့သူကကံမကောင်းဘူးကံမကောင်းတဲ့အတွက်ကြောင့်သူကံကထုတ်လုပ်တဲ့ဒီလူခန္ဓာကိုယ်ကထွက်လာတဲ့ဟာတွေကမကောင်းတဲ့အတွက်ကြောင့်ဥယျာဉ်မှာဖြစ်နေတဲ့ယာတိဥရုကလည်းမကောင်းတော့ဘူးမကောင်းတဲ့အတွက်ကြောင့်အသိမသိတော့ဒါကမ္မပစ္စယဥရုသမုဋ္ဌာန်လို့ခေါ်တယ်ကံကိုအခြေခံပြီးတော့ဥရုကြောင့်ဖြစ်လာတာတဲ့တိုက်ရိုက်မဟုတ်ဘူးတစ်ဆင့်ကအကျိုးပြုတာနော်ဒါကြောင့်မလို့တချို့သစ်ပင်လေးတွေရှိတယ်လေအဲ့ဒီပန်းပင်ကလေးတွေတချို့ပန်းပင်ကလေးတွေကလူကအဲ့ဒီပန်းပင်နာသွားပြီးတော့တချင်းလေးဆိုစောင်းလေးတီးပြီးလို့ရှိရင်အဲ့ဒီပင်လေးတွေလမ်းပြီးတော့ပွင့်တယ်ဒါပြင်သစ်ပင်ကတိတတ်လို့လားအသိစိတ်ရှိလို့လားဆိုမဟုတ်ဘူးလူကစိတ်ထဲကပြောနေလို့ရှိရင်လူတဏ္ဍာကထွက်တဲ့ chemical တွေကလည်းအကောင်းတွေထွက်လာနော်လူမှာအပြောင်းလဲရှိတယ်ဆိုတာတတိပဋ္ဌာန်ရင်မသိနိုင်ကြဘူးပေါ့လူတွေမှာစိတ်ဆိုးနေတဲ့ထွက်တဲ့စိတ်ဆိုးနေတဲ့အချိန်ထွက်တဲ့လူရဲ့ခန္ဓာကိုယ်ကအငွေ့တွေနဲ့စိတ်ကြီးနေတဲ့အချိန်ထွက်တာနဲ့မတူဘူးတဲ့နိုင်ငံခြားလူတွေကတော့ကြမ်းကြမ်းဖန်ဖန်စားတယ်ကမ္ဘာထမ်းအားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဆက်နဲ့စမ်းပြီးတော့ရိုက်ယူကြည့်တယ်ကွန်ပျူတာနဲ့ကြည့်တယ်ဒီတိုင်းစိတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကမ္ဘာထမ်းထိုင်နေတဲ့ပုဂ္ဂိုလ်ကျန်တယ်ပတ်ဝန်းကျင်အကျိုးပြုတယ်စိတ်ပူလောင်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်ကိုစမ်းသပ်ကြည့်တဲ့အခါကျအဲ့ဒါလိုမလားဘူးအဲ့တော့လူတွေမှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားတာနဲ့တကြိုင်နဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေတယ်ဆိုတာထင်ရှားတယ်ကဲအဲ့ဒါလိုစမ်းသပ်လို့မှသိရတာဆိုတာတဲ့ကိုယ့်ဘာကိုယ်ပဲအနုမာနဉာဏ်လို့ခေါ်တယ်အနုမာနဉာဏ်နဲ့ကြည့်ကိုယ့်ကိုယ်ပဲစိတ်ဆိုးနေတဲ့စိတ်နဲ့ပဂတိငြိမ်းချမ်းနေတဲ့စိတ်တစ်ခုရှိလာတဲ့အခါကိုယ်ရုပ်ပုံဟာဘယ်လိုနေသလဲစဉ်းစားကြည့်ဒေါသထွက်နေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်စိတ်ကြီးပြီးတော့ပြောနေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်တူလားမတူလားမတူဘူးဆိုရင်ဉာဏ်ဓာတ်တွေလည်းမတူဘူးလို့ပဲမှတ်ရပါဟုတ်ကဲ့
မတူဘူးအဲ့တော့ဒီလိုအခြေအနေအရရက်ကိုပြောင်းလဲသွားစေနိုင်တဲ့သဘာဝတရားတွေကိုကိုမသိဘူးလို့ဆိုလို့ရှိရင်ကိုယ့်ဘဝကြီးဟာဘယ်အကောင်းဖြစ်လာနိုင်မလို့နော်ဒါကြောင့်မလို့ကိုယ့်ဘဝကောင်းဖို့ရအတွက်အခြေခံဘာလိုအပ်တယ်လဲလို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုလိုအပ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဆိုတာငါဘာလုပ်တာငါဘာလုပ်ဆိုတာခြုံပြီးတော့ပြောတာငါဘာတွေးငါအတွေးဟာငါနဲ့သက်ဆိုင်တယ်ငါပေါ်မှာတုတ်ပြန်လိုက်မယ်ငါဘာပါဇက်ကပြောတဲ့အပြောတွေကလည်းငါပေါ်မှာတုတ်ပြန်လိုက်မယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့ responsible လို့ပြောတာပေါ့နော် responsible ကိုယ့်ရဲ့လုပ်ရက်တွေကလည်းကိုယ့်ပေါ်မှာတုတ်ပြန်လာတယ်လူတွေမှာ action လှုပ်ရှားမှု၃မျိုးရှိတယ်စိတ်ရဲ့လှုပ်ရှားမှုဒါတွေးတယ်လို့ပြောတာပေါ့မနောကစာလို့ပြောရင်ဒါမနောကစိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပြုမှုဝစီကံနှုတ်ရဲ့လှုပ်ရှားမှုနှုတ်ကပြောတာကာယကံကိုယ်ဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိတယ်အဲ့ဒီ၃မျိုးဟာကိုယ့်ကိုစမ်းစစ်ရလိမ့်မယ်တဲ့အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်လို့ကိုယ်နဲ့ဆိုင်တယ်ကိုယ်နဲ့ဆိုင်တယ်အဲ့တော့လူဖြစ်ကျွန်းနဲ့အောင်အတွေးကဘယ်လိုအတွေးမျိုးတွေးရမလဲလူဖြစ်ကျွန်းနဲ့အောင်အပြောရရောဘာမျိုးပြောရမလဲလူဖြစ်ကျွန်းနဲ့အောင်လုပ်တဲ့ခါရောဘာလုပ်ရမလဲမစင်စားသင့်ဘူးလားအေးကိုကြိုက်တာတွေကိုလုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောကာယကံကိုယ်ဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိတယ်အဲ့ဒီ၃မျိုးဟာကိုယ့်ကိုစမ်းစစ်ရလိမ့်မယ်တဲ့အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်လို့ကိုယ်နဲ့ဆိုင်တယ်ကိုယ်နဲ့ဆိုင်တယ်အဲ့တော့လူဖြစ်ကျွန်းနဲ့အောင်အတွေးကဘယ်လိုအတွေးမျိုးတွေးရမလဲလူဖြစ်ကျွန်းနဲ့အောင်အပြောရရောဘာမျိုးပြောရမလဲလူဖြစ်ကျွန်းနဲ့အောင်လုပ်တဲ့ခါရောဘာလုပ်ရမလဲမစင်စားသင့်ဘူးလားအေးကိုကြိုက်တာတွေကိုလုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောစိတ်ရှိတိုင်းလုပ်လို့ရှိရင်တော့ဒါလူဖြစ်ကျွန်းနဲ့မှာမဟုတ်ဘူးလူဖြစ်ကျွန်းမတတ်နိုင်ဘူးအဲ့တော့မြတ်စွာဘုရားပေးထားတယ်လေဒုစရိုက်7ပါးသူစရိုက်7ပါးဆိုတာအတွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနဲ့တဲ့ဒီအတွေး၃မျိုးကိုတော့မတွေးနဲ့တွေးလို့ရှိရင်လူဖြစ်ကျွန်းမတတ်ဖြစ်လိမ့်မယ်တုံ့ပြန်လာလိမ့်မယ်ကိုယ်စီကိုမကောင်းတဲ့အတွေးပါတော့ဆိုရင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးစာပေလို့ပြောရင်အဘိဓါလို့ခေါ်တယ်အဘိဆိုတာသူများပစ္စည်းကိုဇာစိတ်ကူးတာရခြင်းနဲ့စိတ်နဲ့စိတ်ကူးတာနော်သူများပစ္စည်းကိုကိုယ်ပိုင်ဆိုင်ခြင်းနဲ့ဆိုတဲ့အတွေးဟာဘာဖြစ်စေတတ်တဲ့အတွေးတော့ခုခေတ်လိုပြောမှဆိုရင်သခိုးဓမြဖြစ်စေတတ်တဲ့အတွေးမဖြစ်ပေဘူးလားအေးအဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသိုလ်အတွေးမနောကံမနောတုဆိုင်လို့ခေါ်တယ်တဲ့အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလိမ့်မကောင်းတာပဲလာမယ်အကောင်းမလာဘူးဟုတ်ကဲ့ဒါအတွေးနဲ့ပတ်သက်လာလို့ရှိရင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးတွေးမိလို့ရှိရင်ဟာဒီအတွေးကမှားနေတယ်ဒီအတွေးမျိုးငါမတွေးသင့်ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဗျာပါဒဘာလို့ဆိုရင်ကိုယ်နဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သေသွားရင်ကောင်းမှာပဲဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဗျာပါဒအတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဘယ်တော့မှမကောင်းမလာဘူးတဲ့မကောင်းတဲ့အတွေးအဲ့ဒါလေအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျွန်းနှပ်ဖို့ရတဲ့အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာခုနပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလှုပ်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့ကတွေးကြတယ်ကောင်းတာလှုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလှုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်တွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်တွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလှုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူးသူတစ်ချိန်တုန်းကကောင်းခဲ့တာတွေကိုသူခံစားနေရတာမကောင်းတာလုပ်ပြီးဒီဘဝကြီးပွားနေလို့ချင်းတစ်ချိန်တုန်းကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုတွေ့ရဟုတ်ကဲ့ကိုကအခုမှကောင်းတာတွေလုပ်တယ်အခုမှပဲကိုကတည်းကပင်ဆိုင်တာတည်းသီးစားပါမလားကောင်းတာကိုကမှအခုမှလုပ်တာကိုကအတိတ်ကဘလောက်မကောင်းတာတွေလုပ်ခဲ့မှမသိပဲနဲ့ဆရာတော်ကြီးတို့ကပြောတယ်ကျောင်းမှာတခိုးခိုးခံရတဲ့ခါဆရာတော်ကြီးကပြောဟေးတိတ်နေကြတယ်မပြောကြနဲ့တဲ့တို့အတိတ်ကနေမကောင်းတာတွေပေါ်ကုန်နေတယ်ဆရာတော်ကြီးပြောလို့ရင်တဲ့ဗျာဘာလို့ဆိုဟိုကတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမှမဟုတ်ငါအခုခံရတာလူမသိစေနဲ့ရှက်ဆရာကြီးတို့ပြောဟုတ်ကဲ့အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့ဒါကြောင့်မို့လို့မှန်ကန်တဲ့အတွေးကံဆိုတာရှိတယ်ကံကိုညှင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှိရင်ခေါင်းမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညှင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတဲ့ညှင်းပယ်တဲ့ဝါဒအကရိယာဝါဒလို့ခေါ်တယ်အကရိယာဝါဒဆိုတာကံကိုလုံးဝမယုံဘူးလက်မခံဘူးနောက်နတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုလက်မခံမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုပြီးအကျိုးတရားကိုညှင်းပယ်တဲ့ဝါဒနောက်တစ်ခုအဟိတုကဝါဒဆိုတာအကြောင်းတရားကိုညှင်းပယ်တယ်ပေါင်းလိုက်လို့ရှိရင်ကံနဲ့ကံရဲ့အကျိုးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိတဲ့ဒီနေ့
အဲ့ဒါလိုမိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့နတ်ပြည်တောင်မရောက်နိုင်ဘူးကောင်းရသူတွေမရောက်နိုင်ဘူးတဲ့သူသွားရမယ့်လမ်းစဉ်ကတော့အပယ်လေးပုံပဲဒါပဲသိချာဘာဖြစ်လို့လဲဆိုတော့ तू ကကံကိုညင်းပယ်ထားမှ तू လှုပ်ချင်လှုပ်တော့မှာလေလှုပ်ချင်ရလို့ဆိုကြတဲ့ကလူတွေကဘာတွေကိုလှုပ်ချင်တာတော့ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ချင်တာများတယ်လေအဲ့တော့ तू လှုပ်ချင်ရလှုပ်တော့မယ်လူဆိုတာအထင်းကလေးနဲ့နေရတယ်အထင်းကလေးရှိရတယ်အထင်းကလေးမရှိဘူးဆိုရင်လှုပ်ချင်ရလှုပ်ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ကြမှာပဲမကောင်းတာပဲအလုပ်များမယ်လေကောင်းတာဆိုတာရေးစံလှောနေရတယ်အထက်တက်နေရတယ်ရေးစံဆိုတာသွားရခက်တဲ့နေရာတခုပေါ့နော်မကောင်းတာလုပ်တယ်ဆိုတာရေးစုံလွယ်တယ်ညှော့ချလိုက်အောင်ပဲဒါကြောင့်မလို့အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့အတွေးတွေမတွေးနဲ့အတွေးတွေတွေးမိပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေကကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းဝတ်သွားတယ်စိတ်အစဉ်ထဲမှာကိန်းဝတ်သွားလို့ရှိရင်ကိန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကအကြောင်းရှိရင်ပေါ်လာတယ်လို့ပြောတာနော်ကဲပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးကိုယ့်ကိုတွေးကြည့်တာမှာတခါတရံကြတော့ဟိုငယ်ငယ်တုန်းကအကြောင်းအရာတွေပေါ်မလာဘူးလားကြောက်သွားတာမဟုတ်ဘူးဆိုတာသိကြတယ်နော်ကံကလည်းအဲ့လိုပေါ်လာလိမ့်မယ်အဲ့ဒီလိုပေါ်လာတာ accumulate ဖြစ်တယ်လို့ခေါ်တယ်ခုခေတ်စကားနဲ့ဆို online ပေါ့ online ဖြစ်နေတာအဲ့ဒါအကျိုးပေးတာရှင်အကျိုးပေးမှာသူကကြောက်မသွားဘူးအဲ့ဒါကြောင့်မလို့ခုနစိတ်အတွေး၃မျိုးမတွေးမိဘူးပဲအဲ့တော့မတွေးနဲ့ဆိုဘာတွေးရမှာတော့တပည့်တော်ဘာတွေးရမှာတော့ဆိုသူများပစ္စည်းကိုရလို့တဲ့အတွေးနဲ့မတွေးနဲ့တဲ့တရားသဖြင့်ရတဲ့ကိုယ့်ပစ္စည်းကိုတတ်ကိုလိုချင်တဲ့အတွေးပဲရှိရမယ်သူများကိုပစ္စည်းစီလိုတဲ့အတွေးနဲ့မတွေးနဲ့တဲ့ကြီးပွားကြပါစေချမ်းသာကြပါစေအဆင်ပြေကြပါစေဆိုတဲ့အတွေးပဲတွေးပါတဲ့အဲ့ဒါကိုမေတ္တာအတွေးလို့ခေါ်တယ်နော်အဲ့ဒီအတွေးမျိုးနဲ့အစားထိုးရပြီးတော့မှန်ကန်တဲ့မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားရမယ်ဆိုတော့ဘယ်လိုအမြင်မျိုးမြင်ရမှာတော့ဆိုရင်အစကပြောရတဲ့ကာမတက္ကတာဒိဋ္ဌိကိုလှုပ်တာကိုပဲဆိုင်တယ်ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ငါပဲအမွေခံရမယ်ဆိုတဲ့အမြင်ရှိပါစေတဲ့ဟောအဲ့ဒါဆိုလို့ရှိရင်အတွေးနဲ့ပတ်သက်လာပြီးမှန်ကန်သွားပြီနော်ကဲအတွေးနဲ့ပတ်သက်လာမှန်ကန်သွားလို့ရှိရင်အပြောနဲ့ပတ်သက်ပြီးတော့လည်းမှန်ကန်ဖို့လိုအပ်သေးတယ်ပြောတဲ့အခါမှာလိမ့်မပြောရဘူးလိမ့်တယ်ဆိုတာဘာလို့ဆိုရင်ဖြစ်နေတာကတခြားပြောတာတခြားသိရတဲ့ကိုတကယ်သိထားတဲ့အကြောင်းအရာတစ်ခုပြောတာကတစ်ခုဖုံးကွယ်ပြီးတော့ပြောတာနော်မုတာတိအပုတ္တဝတ္ထုတကယ်မဖြစ်တဲ့ဟာကိုအဖြစ်လုပ်ပြီးတော့ပြောရင်လိမ့်နေခေါ်တာပေါ့ဟုတ်ကဲ့ဒါကအပြောနဲ့ပတ်သက်ပြီးထိမ့်သိရမယ့်ဟာတစ်ခုနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုက်နဲ့အဲ့တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝကြာလို့ရှိရင်လည်းတာတယ်ကွယ်မရတဲ့ကွယ်အချင်းချင်းရံဖြစ်လို့မိသားစုအတွင်းဘယ်တော့မှမတက်ဘူးအဲ့ပုဂ္ဂိုလ်ပြဿနာတွေနဲ့မရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်သူများတွေမတက်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်သူ့တဲ့တဲ့လူလည်းတယောက်မှမရှိဘူးအမြဲတမ်းကွယ်ပြဲနေတာပဲဟောကံရဲ့ပုံရိပ်တွေလာနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွဲအောင်မတိုက်ဘူးကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိစစကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတည့်တဲ့အပြောမျိုးဆိုရှောင်းတယ်တဲ့အောင်လုပ်ပေးတယ်ဂုံးတိုက်တဲ့စကားပြောလို့ရှိရင်အပင်ငရဲကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲဒါကြောင့်မလို့ပြောတဲ့အခါမှာသူများတွေမတည့်အောင်ပြောတဲ့အပြောမျိုးကိုရှောင်းပါအင်္ဂလိပ်လို backbite လို့ခေါ်တယ်နောက်ကျောကနေခိုက်တိုက်တယ်နော် backbite ဟော cylinder အဲ့ဒါမျိုးမပြောနဲ့ပိတုနာဝါစာတယောက်နဲ့တယောက်ချစ်ခင်မှုတွေတယောက်နဲ့တယောက်ခင်မင်မှုတွေစိတ်သုံးတော့အောင်မလုပ်ကောင်းဘူးတဲ့အဲ့ဒါလိုလုပ်လို့ရှိရင်ကိုဟာခင်မင်မှုစိတ်သုံးခံရတဲ့ပုဂ္ဂိုလ်ဖြစ်မယ်နောက်တစ်ခုကဘာလို့ဆိုရင်စကားပြောလို့ရှိရင်ကျမ်းတဲ့စကားမပြောဘူးတဲ့ဆဲတာလေးပါလေတချို့ကနှုတ်ကြီးကိုကျိုးနေပဲနော်မကြောက်ဝမနာတာဆဲဆိုပြီးတော့ပြောကြတယ်တာမန်သာအောက်မေ့မနေနဲ့အဲ့ဒီဆဲတတ်တဲ့ပုဂ္ဂိုလ်ပါနော်ဆဲတတ်တဲ့ပုဂ္ဂိုလ်ကကိုယ်လည်းစိတ်ချမ်းတယ်နားကြားတဲ့လူတွေလည်းစိတ်ချမ်းတယ်စိတ်ကိုချမ်းသာသွားစေတတ်တယ်ဒါကြောင့်မလို့ဆဲရေးတိုင်းထွာတဲ့ပရုသဝါစာစကားမျိုးကိုမပြောရဘူးတဲ့ဘာပြောရမလို့ကျင်နာတဲ့စကားခင်မင်ပွဲရကောင်းတဲ့စကားချိုးသားတဲ့စကားဒီလိုဟာမျိုးပြောရမယ်အကျိုးရှိတဲ့စကားမျိုးပြောရမယ်ပြောတော့ပြောကြတာပဲလူတွေကနှုတ်ချိုရှို့တပါးဆိုရင်သို့တော်လည်းပဲချိုးချိုးသားသားမပြောချင်ကြဘူးဘာလို့မပြောချင်တော့ဆိုအတွင်းကဒေါသရှိတာဟုတ်တယ်မလားပြောတာငါစိတ်တူတယ်မပြောချင်ဘူးဟုတ်လားစိတ်ကတိုးနေတဲ့အခါကျတော့ဘယ်တော့မှချိုးချိုးသားသားမပြောမိဘူးချိုးသားတဲ့စကားကိုကြိုးစားပြီးတော့ပြောရမယ်မြတ်စွာဘုရားအလောင်းတော်ကြီးကပါရမီဖြည့်တဲ့အချိန်တုန်းကသူများကိုဂုံးမတိုက်ခဲ့ဘူးကွဲနေတဲ့လူတွေကိုညီညွတ်အောင်လိုက်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေကိုညီညွတ်အောင်အားပေးတယ်အဲ့လိုလုပ်လို့မြတ်စွာဘုရားကပါရမီပုံရိပ်အနေနဲ့ဘဝအမှတ်တစိတ်တွေဘာတွေပေါ်လာတော့ဆိုရင်ဘုရားမှာဆိုလို့ရှိရင်လေလူတွေမှာသွားမတဲ့ချောင်းရှိတယ်32ချောင်းရှိတယ်ဟုတ်ကဲ့32ချောင်းရှိတယ်ဘုရားကျတော့အချောင်း40ရှိတယ်သွားအပေါ်က20အောက်က20သွားတော့40ဘာဖြစ်လို့တော့ဆိုရင်ခုနကသူများကိုဂုံးမတိုက်ခဲ့တာဒါပြင်လူတွေကကြည့်ရတယ်တော့ဂုံးတိုက်မှုမရှောင်ခဲ့လို့32ချောင်းပဲရတယ်လို့အောက်မေးနော်ကဲကို့အတိတ်ကကိုယ့်ကိုပြန်ကြည့်တော့မဟုတ်သေးဘူးကို့သွားကိုပြန်ရည်ကြည့်ဟိုဘွားတော့ဒါမလုံခဲ့ဘူးဒီကုသိုလ်မရှိခဲ့ဟုတ်ကဲ့
အဲ့တော့ဒီကုသိုလ်ချိုးစားလုပ်ပေးရတယ်ဖရုဒဝါစာကျမ်းတဲ့စကားကိုပြောတယ်ဆဲတယ်ရေးတယ်မကြောက်မနာတာတွေပြောတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှသူကတိမ်မွေးတဲ့အတန်ကြားရတယ်လို့မရှိဘူးတဲ့နာမချမ်းသာဆရာတွေကြီးပဲကြားမယ်ဘယ်ဘဝမှာနေသူကချိုးသားတဲ့စကားတခါတော့မိသားစုတစ်ခုတွေ့ဘူးတယ်တအုပ်တွေ့ဘူးတယ်တဲ့အိမ်လုံးဟာပြောချမ်းတယ်နော်အမေလုံးတဲ့လူကလည်းသားပြောလိုက်ရင်ချိုးသားပြောတာကားမချဘူးဆဲနေတာဆဲပြီးတော့ပြောနေတာဒါရိုးရိုးတန်းတန်းစိတ်ဆိုးတာမဟုတ်သေးဘူးနော်သမင်းကျွေးတာတော့မှပဲကဲစားဟဲ့အော်နာဝန်ကြတို့ဘာလို့ဆဲဆိုပြီးတော့ကျွေးတာတချို့ကအကျင့်ကြီးပါပြီးတော့နောက်နေ့ပြင်မပြင်လို့မရဘူးဆိုမဟုတ်ပြင်လို့ရပြင်ရဖရုဒဝါစာမပြောမိအောင်နေရမယ်ကိုဒီတမိုင်းလောက်ရလူဆိုတာအလုပ်တစ်ခုကိုအောင်မြင်လုပ်ဖို့ရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်1ကယုံကြည်ချက်တတ်တာရှိရမယ်နော်ယုံကြည်ချက်တတ်တာရှိရမယ်နံပါတ်2ကကြိုးစားမှုလုံလဝိရိယရှိရမယ်ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကမအောင်မြင်ဘူးကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ကလည်းမအောင်မြင်ဘူးနောက်ပြီးတော့တည်ငြိမ်မှုသမာဓိဆိုတာလည်းရှိရမယ်လူကနောက်တစ်ခုကပညာဆိုတာရှိရမယ်အဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘယ်လို့မှမအောင်ဘူးတဲ့နောက်ပြီးတော့တတိထားတတ်မှုရှိရမယ်တတိထားခန္ဓာအတွေးမျိုးတွေမတွေးမိဘူးတတိထားရမယ်တွေးရမယ်အတွေးမျိုးတွေးတတ်ဖို့တတိထားရမယ်မပြောရမယ့်စကားမျိုးကိုတတိထားရမယ်ပြောရမယ့်စကားမျိုးကိုတတိထားပြောရမယ်ကြည့်နေတာတွေရှောင်လို့ရတာပဲဘုဒ္ဓဘာသာရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများဂုဏ်တိုက်တာမပြောရဘူးတယောက်နဲ့တယောက်ညီညွတ်အောင်သာလုပ်ရမယ်ဆဲရေးတဲ့ရိုက်ပြတဲ့စကားမသုံးရဘူးချိုးသားတဲ့စကားပဲသုံးရမယ်နောက်တစ်ခုကတန်ဖတ်ပလာပါအကျိုးမဲ့စကားတွေပြောတယ်အချိန်ခါမဟုတ်တဲ့စကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်တန်ဖတ်ပလာပါပိန်ဖြင်းသောစကားဆိုတာကြည့်လေစဘာပင်များအထက်ထဲမှာအဆံမထည့်ဘူးဆိုလို့ရှိရင်ပိန်မနေဘူးလားအေးအဲ့ဒါလို့ဘာမှအနှစ်မရှိတဲ့စကားမျိုးတွေကိုအဲ့ဒါတန်ဖတ်ပလာပါလို့ခေါ်တယ်အဲ့ဒါမျိုးလည်းပဲရှောင်ရတယ်တဲ့ပြောပြီးဆိုရင်အကျိုးရှိတာကိုပဲပြောမယ်ကောင်းတာကိုပြောမယ်ဒီဘဝအကျိုးရှိရမယ်စီးပွားရေးအတွက်အကျိုးရှိရမယ်ပညာရေးအတွက်အကျိုးရှိရမယ်လူမှုရေးအတွက်အကျိုးရှိရမယ်မိသားစုအတွက်အကျိုးရှိရမယ်ပတ်ဝန်းကျင်အတွက်အကျိုးရှိရအကျိုးရှိတဲ့စကားမျိုးကိုပဲပြောရမယ်ဒါကိုဆိုလိုတာအဲ့တော့အပြောနဲ့ပတ်သက်ပြီးတော့အခုလို့ဒီ၃မျိုးကိုရှောင်လိုက်ပြီဆိုလို့ရှိရင်ဒါတမ္မာဝါစာဖြစ်လာတမ္မာဝါစာဖြစ်လာလို့လူဖြစ်ကျိုးနတ်ပြီလို့ပြောနိုင်တယ်ဗျာလူဖြစ်ရကျိုးနတ်တယ်ကဲနောက်တစ်ခုအလုံးနဲ့ပတ်သက်လာရင်တော့ဘာတွေရှောင်ရမှာတော့ဆိုပါဠိပါဒသူများအသက်တတ်တာကိုရှောင်ရမယ်ရှောင်တယ်ဆိုတာဘာကောင်မှမတတ်ဘူးဆိုတာမျိုးကိုယ်လာကြိုက်တဲ့ချင်းလေးချိုးလေးအစားပြီးမတတ်တာမျိုးပြောဟုတ်ကဲ့တော်တော်များများဘုန်းကြီးတို့တွေ့တယ်ဒီပြနေရာတွေဘလောက်ကောင်းချင်းကလေးတွေကြတော့လက်ဝါးကြားထဲမှာပဲအသက်ထွက်သွားတာတွေများတယ်ဖက်ခနဲ့ရိုက်ကြတာနော်ခုခေတ်ဆိုသားဆိုးသေးတယ်ဘာလို့လျှက်စစ်နေဟိုရက်တောင်နေနဲ့ဖြက်ကချနေကြတာပဲအဲ့ဒီမှာအတော့ကြောက်စရာကောင်းတဲ့ဟာပဲဒါနော်ဒီကောင်လေးတွေကအသက်လက်သိရှိတာမဟုတ်ခဏနေတေးကြမှာပဲမောင်းထုတ်လိုက်ပြီးရောခြံအောင်နဲ့ဝင်နေလိုက်ပေါ့ချိန်ကိုက်ရင်လေသူတို့မလာအောင်လေးချင်းစည်းလေးပါလေးချွန်းထားလိုက်လဲမလာဘူးပေါ့ဒီလိုလွယ်လွယ်ကူကူနဲ့တတ်တဲ့ဟာတွေကဒီပါဠိပါဒလွတ်တဲ့လူတော်နေတယ်အဲ့တော့အဲ့လိုကိုမှုနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့လက်နဲ့ဘယ်သူမှအသက်မထွက်စေပါနဲ့ဒါရှောင်ရမယ်ကိုယ့်လက်နဲ့ဘယ်သူမှမသိစေရဘူးဘယ်တတ်တော်မှကိုယ့်လက်နဲ့သိတာမျိုးမဖြစ်စေရဘူးကိုယ့်လက်နဲ့မသိဘူးဆိုရင်မင်းဘယ်သူတတ်လိုက်စားလို့ခိုင်းရင်လည်းတူတူပဲနော်အဲ့ဒါတတ်တာကိုသဘောကျရင်လည်းတူတူပဲကြီးမွားရင်လည်းတူတူပဲတချို့ကပါတယ်ကိုမလုပ်ချင်တော့သူများခိုင်းတူတူပဲအဲ့ဒါလည်းနော်ကိုယ်တိုင်တိုက်တွန်းကြီးမွားစိတ်တူတဲ့အဲ့တော့အကုသိုလ်ဖြစ်တတ်တယ်ဒါမျိုးရှောင်ရကဲမရှောင်နိုင်ဘူးဆိုရင်ကံပုံရိပ်တွေဘာတွေလာတော့ယောဂများတယ်ငငယ်ရွယ်နဲ့သေးတယ်ဟောတချို့ကြည့်လေမွေးလာကြတဲ့စေကန်းနဲ့ဆရာဝန်နဲ့သွားနေရဟုတ်လားမွေးလာကြတဲ့ယောဂါနဲ့မွေးလာကြတဲ့တချို့မျက်စိတစ်ဖက်ပါမလားမွေးလာကြတဲ့လက်တစ်ဖက်ပါမလားမွေးလာကြတဲ့နှာခမ်းကွဲတာဆရာဝန်ကြီးကတော့ပြောမှာဟောဗတ်ထက်လူလို့နှာခမ်းကွဲတယ်ဆိုတော့ဒီဗတ်ထက်လူတာကဘာကြောင့်လဲဆိုရင်ကံရဲ့ပုံရိပ်ပဲအဲ့ဒါတော့ဟုတ်ကဲ့လားသူများတွေမှာမကွဲပဲသူ့ကြမှာလာကွဲတယ်ဆိုတော့ဗတ်ထက်လူလို့ပြောစရာမလိုကံရဲ့ပုံရိပ်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဒီဖြစ်လာနိုင်မယ်အဲ့ဒါပါဠိပါဒကံရဲ့အကျိုးဆက်တွေကြောင့်ရုပ်ပြဆွေးဖြစ်လာတတ်တယ်နောက်တစ်ခုအဋ္ဌိနာဒါနသူများပစ္စည်းကိုယူတယ်ခိုးတယ်လို့ပဲဘာသာပြန်တာခိုးတာဆိုတာအမျိုးမျိုးရှိတယ်တဲ့နော်ကြည့်ဈေးရောက်ဈေးဝယ်လုပ်တဲ့အခါကျတော့ဟိုကြောက်ရောင်းတဲ့သူကလည်းကြောက်အထုနဲ့အစစ်နဲ့ရောရောင်းတာမျိုးတို့ဟုတ်လားကိုကြိုက်တဲ့ဈေးပြောရောင်းတာတော့ရပါတယ်အထုမရောင်းအောင်အခုဆိုဗမာပြည်မှာဆေးတွေအထုရောင်းတာရန်ကုန်မှာဆေးဆိုင်တွေကပြောတာကြားတယ်အထုရောင်းတာတွေအများကြီးပဲတိတ်ကြောက်စရာကောင်းတကယ်ရောင်းနေကြတာနော်တလောကဘုန်းကြီးကမင်္ဂလာဈေးကဆေးဆိုင်ကတကားလာလျှောက်တာသူစီလက်လာတဲ့အထုတွေသူကတော့အဲ့ဒါမလုပ်ဘူးတဲ့အဲ့ဒါလို့အထုရောင်းတာတွေအများကြီးပဲအခုတင်ရ PDI ပေါ့ဘာပလက်ဆိုတဲ့ဆေးတွေမထုတ်ဘူးအခုရောင်းနေတာတွေကအထုတွေကြီးပဲအကုန်လုံးအဲ့ဒါလို့လှုပ်ထမျိုးတွေဟာဒါကြတော့ခုနကပြောတယ်ခိုးတဲ့ထဲမှာပါတယ်ဒါတွေကနော်ခိုးတဲ့ထဲမှာပါတယ်အဲ့တော့တချို့ကပြောကြတယ်
ဒီပစ္စည်းတစ်ခုကိုရောင်းလို့ကိုတင်ပြီးတော့ဈေးတင်ပြီးတော့ရောင်းတာအပြစ်ရှိလားတဲ့ဆိုတော့ဈေးကတော့ကိုကြိုက်တဲ့ဈေးကိုပြောရောင်းလို့ရတယ်လေသို့တော့မပြောနဲ့ဒီပစ္စည်းလေးကဥပမာပဲ1000ပေးထားတယ်ပေးရတာ900ပေးထားတာကို1000ပေးထားရတယ်လို့မပြောနဲ့အဲ့ဒါတော့လိန်တာပေါ့အဲ့လိုတော့မပြောနဲ့ပေါ့ဘယ်တော့ပေးရတယ်ပါလဲမပြောချင်ပြောကိုရောင်းနိုင်တာတော့ဒါပဲရောင်းနိုင်တယ်ဒီတဲ့ရှော့မပေးတော့ပြောခွင့်ရှိပါလေဒါနဲ့ငရဲမကြည့်ဘူးဟုတ်ကဲ့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကြိုက်လို့ရှိရင်ဒါသူကလည်းသူကြိုက်လို့ဝယ်တာလေသို့တော့အတူကိုအစ်စ်နဲ့ရောမရောင်းနဲ့မကောင်းတာကိုကောင်းတဲ့ထဲကောင်းတဲ့ထဲကိုမကောင်းတဲ့ထဲမရောင်းနဲ့ဒါဆိုရင်အပြစ်မရှိဘူးအဲ့ဒါလို့လုပ်ရင်တော့အပြစ်ရှိတယ်ဒါခိုးတာတနည်းပဲနော်ပြီးတော့စီတို့ကတော့ရောင်းရင်ပိတ်တာမပြေဘူးဆိုရင်ဒါခိုးတာပဲပြည့်ရမယ်အလေးချိန်ပြည့်ရမယ်ချိန်စင်းလဲတင်းစင်းလဲဒါမျိုးတွေမလုပ်ရဘူးတဲ့အဲ့လိုမျိုးတွေလုပ်ပြီးတော့ဆိုလို့ရှိရင်တော့အရိဏဒါနမလုပ်ဘူးပေါ့အဲ့တော့မှန်မှန်ကန်ကန်ရောင်းဝယ်တာတမအာစီဝရောင်းဝယ်စားတော့တာမှန်တယ်မှန်ကန်တဲ့နည်းနဲ့ရောင်းလို့ရတယ်ကုသိုလ်ရသေးတယ်မှန်မှန်ကန်ကန်ဟောဒီဟာကမကောင်းဘူးဒါကဈေးညံ့တယ်ဒါကဘယ်တော့ပဲတန်တာကိုဘက်ကဟာကကောင်းတယ်ဟောကောင်းတာမကောင်းတာပြောလို့ရတယ်အဲ့လိုပြောင်းပြီးပြောပြီးတော့မှန်မှန်ကန်ဟိုဒါနဲ့ဒါတူတူပါပဲဥပမာပဲဈေးညံ့တဲ့ဟာအရေးချင်းမရှိတဲ့မကောင်းတဲ့ဟာကိုအရေးသွေးမကောင်းတဲ့ဟာကိုကောင်းတဲ့ဟာနဲ့ရောပြီးဒါလည်းတူတူပဲဆိုပြီးတော့ရောင်းရင်တော့ပြစ်ရှိတာပေါ့အဲ့လိုတော့အဲ့တော့ဆိုလိုရင်းကတော့အယောင်းဝယ်လုပ်တဲ့နေရာမှာရိုးသားမှုလိုအပ်တယ်ပေါ့ရိုးသားမှုလိုအပ်တယ်ရိုးရိုးသားသားနဲ့စီးပွားရှာတယ်အမှန်တိုင်းစီးပွားရှာတယ်ပေါ့အဲ့ဒါမျိုးကတော့အပြစ်မရှိပါဘူးတဲ့ရိုးသားတယ်မရိုးသားဘူးဆိုတော့သူသိကိုသိတာပဲဒါကိုသိတဲ့ကိစ္စပဲကိုစိတ်ထဲကပဲရိုးသားတယ်မရိုးသားဘူးဆိုတော့ကိုသိတယ်အေးဒါကြောင့်မို့အရိဏဒါနဆိုတာကသူကခိုးမှတိုက်မှအရိဏဒါနမဟုတ်ဘူးအခုလို့မမှန်မကန်လောက်တာတွေမှန်သမျှပစ္စည်းရရနဲ့ပတ်သက်ပြီးမမှန်မကန်လောက်တာမှန်သမျှအရိဏဒါနတွေမှာပါတယ်အဲ့ဒါလို့ဖြစ်ရင်ဘာဖြစ်တတ်လဲကံရဲ့ပုံရိပ်တွေကလုံးသမျှတွေကလွဲပြီးတော့ကိုယ့်ပစ္စည်းတွေခဏခဏဆုံးရှုံးနေတဲ့မိလောင်တဲ့ထဲလည်းပါတယ်ရေမျောတဲ့ထဲပါတယ်ကိုယ်ခံရတဲ့ဟောစသဖြင့်ဒီလိုဟာတွေကဒါကံရဲ့ပုံရိပ်တွေလာတာပဲတဲ့နော်အေးဒါကြောင့်မလို့လှုပ်တဲ့အခါမှာလည်းပဲအကျိုးရှိတဲ့အလုပ်ကိုလုပ်တယ်ဒါကြောင့်မို့အရိဏဒါနသူများမပေးတဲ့ပစ္စည်းဆိုရင်မယူပေးတာကိုပဲယူတယ်ကိုယ်စိတ်တွေကတန့်ရှင်းတယ်စင်ကြယ်တယ်ဆိုတဲ့စိတ်နဲ့အယောင်းဝယ်လုပ်ပြီးတော့သုံးကြတယ်စားကြတယ်အပြစ်မရှိဘူးဒီဟာကနော်ကောင်းပြီနောက်တစ်ခုကဘာလို့ဆိုရင်ကာမေတုမိစ္ဆာစာရကာမေတုမိစ္ဆာစာရဆိုတာဒီကာမကိစ္စနဲ့ပတ်သက်ပြီးတော့မှားမှားယွင်းယွင်းလုပ်တာမျိုးတွေပေါ့အဲ့ဒီမှားမှားယွင်းယွင်းကာမေတုမိစ္ဆာစာရကံမျိုးကိုကျွလွန်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကလူစင်မမီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အားလုံးကမုန်းတီးခံရတဲ့ပုဂ္ဂိုလ်အရက်ထဲမှာဆိုရင်ရှင်ဘတ်ပေါ့နော်လူတကာကအမြင်ကတ်ခံရတဲ့ပုဂ္ဂိုလ်မျိုးဒါအပေါ့ဆုံးအပြစ်အဲ့ဒါလိုဖြစ်တတ်တယ်အပင်ငယ်ကြတာတော့မပြောနဲ့တော့ပေါ့နော်သူလို့ရင်လုံးတော့မကောင်းတဲ့ဟာတွေကနေအကျိုးပေးခံအဲ့တော့ကဲကြည့်လိုက်မယ်ဆိုလို့ရှိရင်လူလောကရောက်လာရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ခုနပြောနံပါတ်1ကကံကံရဲ့အကျိုးကိုလက်ခံယုံကြည်မှုသိမြင်မှုဆိုတဲ့ကာမတက္ကတာဒိဋ္ဌိရှိတယ်ရှိပြီးတဲ့အခါမှာအကုသိုလ်တွေကိုမကောင်းတဲ့ဒုစရိုက်တွေကိုရှောင်တယ်ကောင်းတဲ့ဒုစရိုက်တွေကိုလုပ်တယ်ဒါတွေလုပ်နေလို့ရှိရင်ဒါလူဖြစ်ချိုးနှက်ပြီးလို့ပြောလို့ရတယ်နော်အကယ်၍သာလူဘဝရောက်လာပြီးတဲ့အခါမှာတွေးတာလည်းပဲတွေးချင်သလိုတွေးတယ်ပေါ့အပြစ်မကင်းတဲ့အတွေးတွေတွေးတယ်ပြောတဲ့အခါမှာလည်းအပြစ်မကင်းတဲ့အပြောတွေပြောတယ်လုပ်တဲ့အခါမှာလည်းအပြစ်မကင်းတဲ့အလုပ်တွေကိုလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလူဖြစ်ချိုးမနှက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်ဒီကံကအကျိုးပေးတဲ့အခါမှာသူကကြီးတဲ့နှိမ့်တဲ့ဘဝရောက်သွားလိမ့်မယ်ဒုက္ခရောက်ကြလိမ့်မယ်အေးဒါကြောင့်မလို့လူဖြစ်ချိုးနှက်ပါလေဆိုတာအဲ့ဒါပြောတယ်နော်အဲ့တော့လူဖြစ်ချိုးနှက်အောင်ဘယ်သူလုပ်ရမလို့ဆိုကိုယ်ပဲလုပ်ရမှာဒါသူများကိုမေးစရာမလိုကိုယ်ပဲလုပ်ရမယ်ဒါကြောင့်မလို့လူဘဝရောက်လာလို့ရှိရင်အတိတရားနဲ့တတိတရားပေါ့နော်အတိတရားနဲ့တတိတရားဆိုတာစာပေလိုပြောမယ်ဆိုရင်တတိတံပစင်ညလို့ခေါ်တယ်တတိဆိုတာငါကောင်းအောင်နေရမယ်ဒီအတွေးမျိုးမတွေးရဘူးဆိုတာတတိရရမယ်ဒီအပြောမျိုးငါမပြောရဘူးဆိုတာတတိရရမယ်ဒီအလုပ်မျိုးငါမလုပ်ရဘူးဆိုတာလည်းတတိရဒီအတွေးမျိုးကိုတွေးရမယ်ဒီအပြောမျိုးကိုပြောရမယ်ဒီအလုပ်မျိုးကိုလုပ်ရမယ်ဆိုတာကိုတတိထားတယ်အမြဲတမ်းအဲ့ဒါကတတိလို့ခေါ်တယ်တံပစင်ညအတိတရားဆိုတာဘာလို့ဆိုလို့ရှိရင်ဒါလုပ်လို့ရှိရင်မကောင်းတဲ့အကျိုးတွေလာနိုင်မယ်စဉ်းစားဆင်ခြင်တယ်ငါပြောနေတဲ့အပြောဟာအပြစ်ကင်းတဲ့အပြောလားအပြစ်ရှိတဲ့အပြောလားစဉ်းစားဟုတ်ကဲ့ငါတွေးနေတဲ့အတွေးဒီအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားကိုယ့်ကိုစဉ်းစားလာလိုက်မယ်ဟောစဉ်းစားရင်ဘာဖြစ်လဲသိလားအဲ့ဒါကအတိတရားအဲ့ဒီတတိတရားနဲ့အတိတရားဟာအခြေခံအပြင်လူလောကမှာရှိနေပြီဆိုရင်ဒါတပိုင်းအပြင်ပြောမှဆိုရင်လူဖြစ်ချိုးနှက်ပြီလို့ပြောရအောင်နော်သို့တော့ဒီတဲ့လူဖြစ်ချိုးနှက်အောင်လုပ်လို့ရသေးလားလို့ဆိုရသေးတယ်အများကြီးရှိသေးတယ်ဒါက foundation ပဲရှိသေးတယ်ဟုတ်ကဲ့လူဘဝရလာလို့အရင်မရှုံးရုံပဲရှိသေးတယ်အမြတ်မရသေးဘူးနော်အမြတ်ရဖို့ကြတော့မလုပ်ရမလဲအမြတ်ရဖို့ကြတော့သူ့တဲ့တဆင့်တက်ရလိမ့်အောင်မယ်ဘာတွေကိုနားလည်အောင်လုပ်ရမလို့ဆိုရင်လူဆိုတာရုပ်နဲ့နာနှစ်ခုပေါင်းစပ်ထားတာတကယ်တော့တတ္တဝါဆိုတာမရှိဘူးသူဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးယောက်ျားဆိုတာလည်းမိန်းမဆိုတာလည်းအပေါ်ယံနာမည်လေးတွေပေးထားတာတကယ်တော့လူတိုင်းမှာတကယ်ရှိနေတာရုပ်နဲ့နာမည်ရှိတယ်အဲ့ဒီယုံနာနှစ်ခုဟာလည်းပဲသာဝရပြောင်းလဲနေတဲ့အရာကြီးတာဖြစ်တယ်ဒ
တို့တွေဟာသာဝရပြောင်းလဲနေတဲ့ရုပ်နဲ့နာမ်ဒီနှမျိုးတည်းနဲ့ဒီအတိဖြစ်နေတဲ့ရုပ်တွေနာမ်တွေနဲ့ပဲတို့ဘဝဟာရှိနေတယ်ဘယ်အရာမှမမြဲဘူးဆိုတဲ့အတိရှိဖို့လိုသေးတယ်တဲ့ရုပ်နဲ့နာမ်နှမျိုးတည်းပဲရှိတယ်ဆိုတဲ့အတိကလေးရှိလာပြီဆိုလို့ရှိရင်ကြည့်ဘာတွေဖြစ်လာတော့ဆိုရင်ဒီအတိလေးဝင်လာတာနဲ့တပြိုင်နက်တွေ့တာမှုတွေရော့လာတယ်လောဘကိုရှော့ချနိုင်တယ်ဒေါသကိုလည်းရှော့ချနိုင်လာတယ်ဘာဖြစ်လို့မောဟကရော့သွားတယ်ဒီအတိသိလိုက်တာနဲ့တပြိုင်နက်လူဆိုတာတနေ့ကျတော့သိကြမှာပဲမာမနာတွေထားနေလို့လည်းမဖြစ်ဘူးတနေ့နဲ့တနေ့ငါရဲ့ရုပ်တည်နံတွေဟာပြောင်းလဲပြီးတော့ပျက်စီးနေတာပါလားဆိုတဲ့ရုပ်နဲ့နံနှစ်မျိုးသာရှိပါလားဆိုတဲ့ဒီအတိလေးသိလိုက်တာနဲ့တပြိုင်နက်ဘဝပေါ်မှာတွေ့တာနဲသွားတယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတွေရော့လာတယ်မိသားစုပေါ်မှာတွေ့တာတွေရှော့ချနိုင်လာတယ်ရှော့ချလာတော့ဘာဖြစ်တယ်ဆိုတွေ့တာရော့သွားတာနဲ့တပြိုင်နက်သောကလည်းရော့လာတာပဲသောကလည်းရော့လာအတွေ့အတာရှိမှသောကရှိတာအတွက်တာမရှိရင်တောကမရှိဘူးလေဟိုနိုင်ငံခြားတိုင်းပြည်တွေပါကိုယ်နဲ့ဘယ်သူမှမသိဘူးဆိုရင်အဲ့ဒီနိုင်ငံတွေမှာဘာဖြစ်ဖြစ်ကိုတောကမဖြစ်ဘူးဘာဖြစ်လို့လဲအတွက်တာမှမရှိတာတောကဆိုတာကိုတွေ့တဲ့နေရာမှာဖြစ်တာမတွေ့ရင်ဖြစ်ကိုမဖြစ်ဘူးအဲ့တော့တောကမဖြစ်ဘူးဆိုလို့ရှိရင်လူရဲ့စိတ်ကအဒီဘဝနဲ့လည်းငြိမ်းချမ်းမှုကိုရသွားတယ်ဒါကြောင့်မလို့လူဖြစ်ကျိုးနဲ့အောင်တဆင့်တက်ကြမယ်ဆိုလို့ရှိရင်လူဘဝဆိုတာဘာနဲ့တိဆောက်ထားတာလဲဆိုတာကိုတဆင့်တက်သင်ကြားရလိမ့်မယ်ဘဝဆိုတာယုံနဲ့နှစ်ခုနဲ့တည်ဆောက်ထားတယ်အဲ့ဒီယုံနဲ့နှစ်ခုဟာလည်းဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီဆိုင်ရာအကြောင်းတရားကြောင့်ဖြစ်တဲ့ယုံနဲ့နံသည်မမြဲဘူးသာဝရပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်จิตနှက်เสียမကောင်းဘူးจิตနှက်เสียမကောင်းနိုင်ဘူးသာဝရပြောင်းလဲနေတဲ့အရာကနှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာနော်အနိစ္စဆိုတာဖြစ်ပေါ်လာပြီးတဲ့နောက်အမြဲတမ်းပြောင်းလဲပျက်စီးနေလို့အနိစ္စလို့ခေါ်တာဒုက္ခဆိုတာအမြဲတမ်းကပ်ပြီးတော့ဆင်းရဲဒုက္ခဖြစ်ပျက်မှုတွေနဲ့နှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာအဲ့ဒါလို့ပြောင်းလဲနေတဲ့ရုပ်တရားနံတရားကိုပြောင်းလဲမှုတွေနဲ့ဒီနှိမ့်ဆက်နေတဲ့ဒီရုပ်တရားနံတရားကိုမနှိမ့်ဆက်ရအောင်ဘယ်သူကနေပြီးတော့တွန်းလှန်ဖယ်ရှားပြလို့ရမရဘူးတွန်းလှန်ဖယ်ရှားနိုင်တဲ့တကူအာနာပါဝါကိုမှမရှိဘူးကိုယ်အလိုချဖြစ်သလားဆိုတာတခုမှမဖြစ်ဘူးတဲ့ဟုတ်ကဲ့လူဆိုတာအမြဲတမ်းငယ်ငယ်လေးချောချောလှလှလေးမအိုးချင်ကြဘူးဒီတိုင်းပဲဟုတ်လားဖြစ်ခဲ့လားဖြစ်ပါဘူးအဲ့ဒီလိုမဖြစ်တာကိုယ်ဆန္ဒအတိုင်းမဖြစ်တာကိုယ်အလိုတိုင်းမဖြစ်တာအနတ္တတဲ့အဲ့ဒီသဘောလေးတွေကိုစဉ်းစားပေးလာလို့ရှိရင်ခုနကအဆင့်မြင့်လာတဲ့အတိမျိုးရလာလိမ့်မယ်ခုနတော့ကကံကံရဲ့အကျိုးကိုယုံကြည်လျုံကကောင်းရာဘဝပဲရောက်နိုင်သေးတယ်နိဗ္ဗာန်မရောက်နိုင်သေးဘူးအခုလိုဒီအမြင်မျိုးမြင်လာပြီဆိုလို့ရှိရင်တော့သူကတဆင့်တက်လာတော့နိဗ္ဗာန်လမ်းပေါ့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လာတယ်လို့ပြောလို့ရတယ်ဒါကတဆင့်တက်ပြီးတော့ချက်ကြံကြုတ်ကိုအထောက်ကြမယ်ဆိုလို့ရှိရင်တဲ့ဘဝတန်တရားကြီးပေါ်မှာညီးခွေးတဲ့အသိဉာဏ်တွေရလာမယ်လွတ်ချင်တဲ့အသိဉာဏ်တွေရလာမယ်ဘဝတန်တရားကြီးရဲ့သဘာဝတရားတွေကိုအကုန်လုံးသိရုပ်တရားနာတရားတွေရဲ့သဘာဝတွေကိုအကုန်သိပြီးတော့နောက်ဆုံးမှာတွေ့တာမှုတွေအမြင်မှားမှုတွေတန်တရားဖြစ်မှုတွေအားလုံးကိုပယ်ရှားပြစ်နိုင်တဲ့အဆင့်ရောက်သွားပြီဆိုလို့ရှိရင်လောကကြီးအတွက်ဘာမှတောကမဖြစ်ဘဲနဲ့တကွငြိမ်းချမ်းတဲ့ဘဝမျိုးကိုရတော့မှာပါတဲ့ဟုတ်ကဲ့အဲ့ဒီလိုငြိမ်းချမ်းတဲ့ဘဝမျိုးစိတ်ဓာတ်လေးငြိမ်းအေးသွားတဲ့အဆင့်မျိုးရောက်ပြီဆိုလို့ရှိရင်လူဖြစ်ရကြနတ်ပြီလို့အဲ့ဒီကြတော့မှအပြည့်အဝလူဖြစ်ရကြနတ်တယ်ခုနတော့ကအခြေခံအားဖြင့်ကုသိုလ်ကမ္မပဋ္ဌာတရား10ပါးကိုကျင့်သုံးရင်လူဖြစ်ရကြနတ်ပါတယ်ဟုတ်ကဲ့လားဒီတဲ့တဆင့်တက်ပြီးတော့ခုနကစာလို့ပြောရင်တော့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့မေတ္တရားဖို့တရားရသွားပြီဆိုရင်တော့တကယ်လူဖြစ်ရကြနတ်ပြီလို့အဲ့တော့လူဖြစ်ရကြနတ်ဖို့အတွက်တို့တွေလမ်းခုလက်ကိုရောက်အောင်သွားဖို့လိုတယ်တဲ့နော်လမ်းခုလက်လေးအခြေခံလေးတောင်မှတို့တွေအခြေခံအုံမြင့်လေးတောင်မချနိုင်မဲနဲ့အထက်ကိုတက်ဖို့ဆိုတာအတော်ခဲရင်တယ်ဒါကြောင့်မို့ပထမအခြေခံလေးကိုရအောင်လုပ်ရမယ်အခြေခံရပြီးတဲ့အခါအထက်ကိုတက်နိုင်အောင်ကြိုးစားရမယ်ဒီလိုကြိုးစားမှတို့တွေဟာလူဖြစ်ရကြနတ်မှာလို့ဒီကနေ့လူဖြစ်ရကြနတ်ပါစေဆိုတဲ့တရားကိုဟောပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ရရှိလာတဲ့လူဘဝတန်ဖိုးရှိရှိနဲ့လူဖြစ်ကြကြနတ်ကြပါစေကုန်သတည်းကဲမေတ္တာပို့အောင်လိုက်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမ
စုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှယ်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေကြည်လင်သည်ရေစင်ကြည်တင်းစိတ်နှလုံးလေးဟုသောရေအံ့ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေးမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဘုံလန္တဝန္တာရွှင်မြူဝမုံလှူလျက်ကြည်နူဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ဖြစ်ဒုက္ခတကာလေအောက်လေးတဲ့ရောရှဲသင်ပြန်ပီတိတိဟုသောယနန်တို့သည်ဘဝရန်တုကောင်းစွာမသွေကြိုင်လိုက်ကြပါစေကုန်သတည်းဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ကြည်တန်ကြလျက်ဓမ္မသဘင်ဆင်ရင်ကျင့်ပပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပြုလုပ်ကြပါကုန်၏တရားတော်မြတ်ကိုရိုသေစွာနာယူကြပါကုန်၏တတ္တဗဝတ္ထုအစွစုတို့ဖြင့်တရားတော်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအားထုတ်ပြုလုပ်ရသောဓမ္မဒေသနာဓမ္မသဝနာဓမ္မဒါနဓမ္မပူဇာကုသိုလ်စေရနာအရှားပြားတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်နိဗ္ဗာန်သို့လင်းမြန်စောစွာဆက်ရောက်ကြရပါလိုကုန်၏ဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစားဖြင့်ကဘာသူကဘာသားလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအမြအမြကျွတော်မူကြပါကုန်သာဓုသာဓုသာဓုအမြအမြအမြကျွတော်မူကြပါကုန်သာဓုသာဓုသာဓုအမြအမြကျွတော်